စပင်ညက်တိုင်းမှာပုံမကြဘူးလို့ခံစားနေရပြီဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါစပင်ညက်ဖို့အတွက်အရင်ဆုံးဆက်ရှင်စပြီးတော့ခွဲပါတယ်စပင်တွေကိုဆက်ရှင်ခွဲတဲ့အချိန်မှာဆိုလို့ရှိရင်တော့စပင်အတူစရှိတဲ့နေရာကနေစပြီးတော့ဆက်ရှင်စခွဲပေးရပါမယ်တစ်ကောင်လုံးပတ်လဲဆက်ရှင်ခွဲပြီးသွားပြီဆိုလို့ရှိရင်တော့အနောက်ကနေပြီးတော့ခိုင်းတိုင်းအရင်ဆုံးစပြီးညက်ပါတယ် customer ကအရှိလက်3လုံးလောက်ညက်မယ်ဆိုတဲ့အတွက် guideline foundation ကိုလက်3လုံးအရင်ဆုံးညက်ပေးထားပါတယ်။ရဲ့ degree တွေအကုန်လုံးကိုတော့90 degree ရဲ့125 degree ရဲ့ကြားထဲမှာသုံးပေးထားပါတယ်။အရှိစပင်တွေကိုညက်တဲ့အချိန်မှာ over direct section နဲ့ညက်ပေးထားပါတယ်။ဒီဘက်ရှမ်းကညက်ပြီးသွားပြီဒီဘက်ရှမ်းကမညက်ရတဲ့စပင်လေးတောင်မှနှစ်ခုကြားမှာလုံးဝအရှိမတူသွားပါဘူး။စပင်အရှိစပင်ကိုကြတော့ဒီမျက်နှာဘေးခွဲလဲခွဲလို့ရတယ်အလဲခွဲလဲပြန်ခွဲလို့ရတယ်နှစ်မျိုးပုံစံမျိုးလေးညက်ပေးထားတာဖြစ်ပါတယ်။တစ်ကောင်လုံးကို round layer cutting ပပလေးထည့်ပြီးတော့အပေါ်ထိပ်ဖောင်းသွားတဲ့ပုံလေးကိုညက်ပေးထားတာဖြစ်ပါတယ်။ဒီဟာလေးကတော့တစ်ကောင်လုံးညက်ပြီးတော့လုံးဝ blue line မဆွဲထားဘဲနဲ့စပင်ညက်ထားတဲ့ final result လေးဖြစ်ပါတယ်။စပင်ညက်တဲ့အခါမှာဆန်သားရဲ့အရှိခံစပင်ရဲ့အကြောက်ကိုကြည့်ပြီးတော့ညက်တယ်ဆိုရင်တော့ညက်ပြီးသွားတာနဲ့စပင်တွေကပုံကျနေမှာပဲဖြစ်ပါတယ်။သိချင်တာလေးများရှိရင်လည်း comment မှာမေးသွားလို့ရပါတယ်။